စားလဲပါဦးဒါခုနကကြော်တဲ့ကြက်ဥကြော်ဒါခုနကကြော်တဲ့ထမင်းကြော်ပြန်ငပိရေဘူးနဲ့မိုးလဲချုံတာနဲ့ဖြစ်တယ်လို့ပဲဗျို့စားလိုက်ပါဦးစားတော့ကောင်းတယ်ဗျို့ငါမယ်ကျွန်တော်တို့အညာသားတောသားတွေစိုက်ပျိုးချိန်တို့ရိတ်သိမ်းချိန်တို့ဆိုရင်တရားအောင်နေဝင်မိုးချုပ်တွေလောက်อ่ะအသာမနော်နေဝင်မိုးချုပ်လုံးမှာငွေလေး9000ကျော်1000ရတိတ်တော့ကြီးမကိုင်ဒါတွေကယာဒီတိုင်းပဲဗျို့ယာဒီတိုင်းပဲစားလိုက်ကြပါအောင်နော်ဘိုင်ဘိုင်ကျွန်တော်ရဲ့အကောင့်လေးကိုလည်းကွန်မန့်ရေးတဲပေး follow လေးလည်းလုပ်ခဲ့ပေးကြပါအောင်လို့ဒီနေရာကနေမြစ်တာရက်ခံပါတယ်ဗျာကျေးဇူးရမ်းတင်ပါတယ်နောက်ပို့တွေမှာပြန်လည်တွေ့ဆုံကြမယ်ဗျ